အားလုံးပဲမင်္ဂလာပါကျွန်တော်ပေါ်တော်ခုမနေ့အတွက်ဒိတ်စီဆိုင်လေးပြမယ်နော်ဒိတ်စီကီ1 chain ပြောင်းပေါ့ဒီချက်လေးကြည့်ပါဒီနှလုံးပေါင်းချင်း3ညရဲ့ရှေ့ပေါင်းကြတော့ပါရတော့ရှစ်3ညရဲ့ရှေ့ပေါင်းကြတော့ရှစ်3ရတယ်တဲ့ရှစ်3ဖြစ်ချင်းရောဒီနှလုံးပေါင်းချင်းရှစ်3ဖြစ်ရမယ်ဆိုတော့ကိုဒီ3တော့ရှစ်3ဖြစ်လာဖြစ်တယ်ဟုတ်ပြီနော်တပည့်ဒီနေ့ရဲ့ဒီတည်းပေါင်းချင်းနေ့တည်းပေါင်းကြတော့3ပါပါကရှစ်3ရှိဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့3ရှိဖြစ်ရမယ်ဆိုတော့နေ့ရှစ်3ဆိုတော့3ရှိဖြစ်တယ်ဟုတ်ပြီနော်တပည့်ကိုရဲ့ရှေ့ပေါင်းကြတော့ခုံနဲ့ခုံပါပါကနေ့ပါတဲ့ခုနှစ်ဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့ခုနှစ်ဖြစ်ရမယ်ဆိုတော့3ည4ရှိဆိုတော့ခုနှစ်မဖြစ်ဘူးလားနေ့ဖြစ်တယ်နော်ဟုတ်ပြီနော်တပည့်နေ့ရဲ့4ရဲ့ပေါင်းရင်ပေါင်းကြတော့6ပါပါက6တိဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့6တိဖြစ်ရမယ်ဆိုတော့ခုံ3တိဆိုတော့တိမဖြစ်ဘူးလားဖြစ်တယ်ဟုတ်ပြီနော်တပည့်ဒီ3ညဒီ3ရင်ပေါင်းမယ်3ပေါင်းကြတော့3ပါပါကရှိ3ရှိဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့3ရှိဖြစ်ရမယ်ဆိုတော့3ည4 9က3မဖြစ်ဘူးလား3ဖြစ်နော်ဟုတ်ပြီနော်တပည့်ခုံရ4ရဲ့ပေါင်းကြတော့ဒီပါပါက6တယ်ဒီ6ဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့ဒီ6ဖြစ်ရမယ်ဆိုတော့ဒီနေ့3ဆိုတော့6မဖြစ်ဘူးလားဖြစ်တယ်နော်ဟုတ်ပြီနော်တပည့်ဒီ3ညဒီနေ့ရဲ့ပေါင်းကြတော့နေ့ပါပါကခုံနဲ့နေ့ခုံဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းနဲ့မနေ့ကမှန်သွားတယ်ဒီကနေ့မနေ့ကမှန်သွားတယ်3နေ့4ပေါင်းချင်းနဲ့ခုံမဖြစ်ဘူးလားဖြစ်တယ်နော်ဟုတ်ပြီကျွန်တော်တို့ပေါ်တော့ခုမနေ့အတွက်ဒီနေ့ပေါင်းကြတော့3ပါပါက8ပါ8 3ရှိဖြစ်ချင်းကြောင့်ဒီ3လုံးပေါင်းချင်းရတယ်3ရှိဖြစ်ရမှာပေါ့ဗျာ3ရှိဖြစ်အောင်ဘယ်လိုပေါင်းပြအောင်လဲကျွန်တော်ပေါင်းပေးမယ်နော်ဒီပေါ်မှာပေါင်းလိုက်မယ်ခုံအပေါင်း6ခုံအပေါင်း6ဝဲတူ3ရှိဖြစ်အောင်ပေါင်းရမယ်3ရှိဖြစ်အောင်ပါပေါင်းပေးရအောင်ဒီမှာ3ရှိပြီးသားဆိုတော့3ညပေါင်းမယ်ဒီနှလုံးပေါင်း3ရှိပြီးသားဆိုတော့ရှိဖြစ်အောင်ဆိုတော့9ပေါင်းမယ်9ပေါင်းရင်ရှိဟုတ်ပြီအဲ့ဆိုရင်ထိပ်စီက3ည5ထိပ်စီပါတဲ့အမရေးလိုက်မယ်နော်3ည5ထိပ်စီပြူးနေအောင်ကြည့်ထိပ်ဆွဲရှင်3ည5ထိပ်ဆွဲလိုက်မှလည်းပေါ့ပြီဟုတ်ပြီလားကျွန်တော်ပြင်လုံးပိုင်ဆိုင်လေးပြမယ်လုံးပိုင်ဆိုင်လေးပြမယ်တခြားလေးကြည့်မယ်လုံးပိုင်ဆိုင်လေးပြမယ်ကီးလေးအရင်ပြလိုက်မယ်ကီးပြလိုက်ဒီနှလုံးပေါင်းချင်းစိန်ရုံနဲ့ပြလိုက်မယ်ဒီနှလုံးပေါင်းချင်း4ရဲ့တရပေါင်းကြတော့ပါရတော့9ပါဝါက3ည5နှစ်ခါက3 9 3ည3ကဒီမှာမညီဘူးလား3ည3ဆိုပြီးတော့ညီတယ်ဟုတ်ပြီနော်တပည့်ဒီအော်တကုံရေးလိုက်မယ်နော်တခါလေး3ရဲ့9ရဲ့ပေါင်းချင်းကပါရတော့နေ့ပါဝါက9နှစ်ခါက4နှစ်9 4မှာ9 4လို့ပြီးထွက်တယ်ဟုတ်ပြီနော်တပည့်4ရဲ့3ရဲ့ပေါင်းကြတော့ပါရတော့4ရဲ့3ရဲ့ပေါင်းကြတော့ခုံပါဝါကနေ့9နှစ်ခါက3ည9 3ညကီးဆိုတော့3ညနေ့ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနော်တပည့်နေ့ရဲ့ပေါင်းကြတော့လေးပါကကိုလေးနှစ်ခါကနေ့ကိုနီကီမှာပန်ကြီးတော့ဒီနေ့ဆိုပြီးတော့ညီဟုတ်ပြီနော်တပည့်ဒီနေ့ရဲ့ဒီ6ရဲ့ပေါ့နေ့6ရဲ့ပေါ့ကြတော့ဘာရောက်8ပါက3 8နှစ်ခါက8 3တီမှာ3ခုဆိုပြီးတော့မနေ့ကညီပါတယ်ဟုတ်ပြီနော်တပည့်ကျွန်တော်တို့အင်္ဂါခုမနေ့အတွက်ခုရဲ့1ရဲ့ပေါ့ခုရဲ့1ရဲ့ပေါ့ကြတော့8ပါက3 8နှစ်ခါက1ကီးကဘာကီးလဲ8 3တီကီးပါတဲ့8 3တီကီးကျွန်တော်ပြင်ဗာပြမလဲဆိုတော့ပရိပြလိုက်မယ်နော်ပရိဒီထဲမှာပဲပြလိုက်မယ်။ဒါနဲ့ရှုပ်ကုန်မှာဆိုလို့ပရိပြမယ်။ပရိကဘယ်လိုလဲဆိုတော့ဒီနာနေစာပေါ့နော်3ပေမြောက်မှန်သွားပြီ။ဒီ4ရဲ့ဒီ3ရဲ့ပေါင်း4ရဲ့3ရဲ့ပေါင်းကြတော့ပါရအောင်။4ရဲ့3ရဲ့ပေါင်းကြတော့ခုံနော်ဒီမှာရေးလိုက်မယ်နော်ခုံပါကနေ့ခုံနှစ်က3ညခုံနေ့3ညပရိမှာ3ညနေ့ဆိုတော့နေ့ပရိမညီဘူးလားညီဟုတ်ပြီနော်တပင်းဒီ3ရဲ့ဒီ9ရဲ့ပေါင်း3ရဲ့9ရဲ့3ရဲ့နေ့ရဲ့ပေါင်းကြတော့9ပါဝါက3ည9နှစ်ခါက3 3ည3ပရိဆိုတော့ဒီနေ့ဆိုပြီးတော့3ပရိမညီဘူးလားညီတယ်ဟုတ်ပြီနော်တပင်းဒီ4ရဲ့ဒီ6ရဲ့ပေါင်း4ရဲ့6ရဲ့ပေါင်းကြတော့3ညပါဝါက9 3ညနှစ်ခါကခုံ3ည9ခုံမှာ3ညဆိုပြီးတော့3ညပရိညီပါတယ်တဲ့ဟုတ်ပြီကျွန်တော်တို့ဘာအတွက်လဲဆိုရင်ခုမနေ့အတွက်ဒီ3ရဲ့ဒီနေ့ရဲ့ဒီ1ရဲ့ပေါင်းမယ်နေ့ရဲ့1ရဲ့ပေါင်းကြတော့ဘာရတော့3ပါဝါက8 3နှစ်ခါက9 3 5ပရိပါတဲ့ဟုတ်နော်ပရိကပါပဲ3 5ပရိထိစီဆက်ရတော့ပင်မှန်မှန်ဝိုင်းလဲဆိုရင်ကြည့်လိုက်နော်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်ထိစီဆက်9ပင်မှန်ပြီတပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်မှန်သွားပြီ10ပင်မှန်သွားပြီဒီမှာရေးလိုက်မယ်နော်10ပင်မှန်သွားပြီပေါ့နော်ကြီးရကြတော့1 2 3 4 5
6 5 pin မြောက်5 pin မြောက်ပေါ့နော်ကီကတော့5 pin မဲပေါ့ကီက5 pin မဲအော် sorry ဒါ1 chain မဟုတ်နော်ဒါ1 chain မဟုတ်တာပြန် break 3 8 5 break 1 chain ပြန်1 chain နဲ့တေချာလိုက်ကြည့် break က4 pin မြောက်နော် break က3 pin မဲပေါ့3 pin မဲ break က3 pin မဲပြီဟုတ်ပြီကျွန်တော်လုံးပိုင်ပါပြ1 chain ပြလိုက်1 chain ပြန်တေချာလိုက်ကြည့်1 chain ဒီဘယ်လိုပေးလဲဆိုတော့ဒီကနေစပေးမှာဒီကိုယ့်ရဲ့တရှိရပေါင်းမယ်ကိုယ့်ရဲ့ရှိရပေါင်းကြတော့ခုံပါဝါကနေတယ်ခုနေ1 chain မှာနေလေးဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပေးနေရတရပေါင်းမယ်နေတရပေါင်းကြတော့ပါရတော့3လက်3ပါဝါက8 3 8 1 chain မှာ3ည3ဆိုပြီးထွက်တယ်ဟုတ်ပြီနောက်တစ်ပေးဒီ3ညဒီကိုယ့်ရဲ့ပေါင်းမယ်ကိုပါဝါက4 9 1 chain မှာခု4ပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပေးခုံရဲ့3ရဲ့ပေါင်းကြတော့ပါရတော့3ညပါဝါက9 3ည9မှာ3ညနေဆိုပြီးတော့ထွက်တယ်ဟုတ်ပြီနောက်တစ်ပေး3ညနေရပေါင်းမယ်နေ3နေပေါင်းကြနေပါဝါကခုံ1 chain မှာတင်းနေဆိုပြီးတော့ထွက်တယ်မနေ့တီးတန်းတော့ပြီးရင်တရ6ရပေါင်းမယ်တရ6ရပေါင်းကြတော့ခုံပါဝါကနေတယ်ခုနေကိုမနေ့မှာမှန်သွားတယ်နော်မနေ့မှာမိသွားတယ်မနေ့မှာလာသွားတယ်ပေါ့နော်ခုနေမှာ3ခုဆိုပြီးတော့မနေ့ကထွက်သွားပါတယ်တဲ့ဟုတ်ပြီကျွန်တော်တို့ဟောတခုမနေ့အတွက်3ရက်တရပေါင်းမယ်3ရက်တရပေါင်းကြတော့ပါအောင်4ပါဝါက9တဲ့4 9 1 chain ပါတဲ့ဘယ်နှပေရှိပြီ6ပေမြောက်မှန်သွားပြီ1 chain က1 chain ပါ1 chain 4 9 1 chain ပေါ့နော်4 9 chain ပါဘယ်နှပေမြန်ပြီလဲ6ပေမှန်4 9 chain မနော်ဒီရှာလေးနေစီလဲအောင်ကြည့်ပြီးကျွန်တော်လုံးပိုင်ပြမယ်လုံးပိုင်လေးကြည့်လုံးပိုင်လေးဆက်ကြည့်မယ်လုံးပိုင်လေးဆက်ကြည့်မယ်လုံးပိုင်ဘယ်လိုပေးနေလဲဆိုတော့သူက3ပေမှန်သွားပြီပေါ့နော်ဒီနှလုံးပေါင်းရှင်း3ရဲ့9ရဲ့ပေါင်းမယ်3ရဲ့9ရဲ့ပေါင်းကြတော့နေပိုင်တဲ့3ညနေဆိုပြီးထွက်တယ်ဟောပြီးနောက်တစ်ပေ4ရဲ့8ရဲ့ပေါင်းမယ်တဲ့4ရဲ့ဒီ8ရဲ့ပေါင်းကြတော့နေပိုင်တဲ့နေတင်းနေဆိုပြီးတော့ထွက်တယ်ဟောပြီးနောက်တစ်ပေဒီနေရဲ့ဒီ9ရဲ့ပေါင်းမယ်တဲ့နေရဲ့9ရဲ့ပေါင်းကြတော့ခုံပိုင်တဲ့ခုံပိုင်မှာ3ခုဆိုပြီးမနေ့ကထွက်သွားပါတယ်တဲ့ဟောပြီးကျွန်တော်တို့ဒီမနေ့အတွက်ခုမနေ့အတွက်ဒီနေရဲ့ဒီ4ရဲ့ပေါင်းမယ်နေရဲ့4ရဲ့ပေါင်းကြပါရ6ပိုင်ပါတဲ့လုံးပိုင်ကပါလဲလုံးပိုင်က6ပါနော်ဘယ်နှပင်မှန်ပြီလဲ3ပင်မှန်3ပင်မှန်ပြီကျွန်တော်ကနေစီပြမယ်ကနေလေးစီပြမယ်နော်တုံညာငါထည့်စီမှားရနော်ဒီ1 chain လေးမှားပါတယ်9ပင်မြောက်6ပင်မြောက်မှန်ပါဆိုဒီမှာ main ဆိုတော့ကျွန်တော်ပေးတယ်main က3ည4 3ည9 5တဲ့ရင်ကဘာရှိမလဲဆိုတော့ရင်က3ည8 3ည3 5 8 5 3အဲ့တော့3ည1 5 3ည6 5 6ဒါပဲထိုးတော့တဲ့မနေ့ကိုဒါထိုးမယ်ဗျမနေ့ကိုဒီကောင်ထိုးမယ်ဒီကောင်မှာကျွန်တော်တို့ပုံမှန်ကစားမယ်ဗျညက်တော့ကစားမယ်ညက်သွားပြီဆိုရင်ညနေမှာတဲနှစ်ကွက်ဆိုင်ရှိတဲနှစ်ကွက်ပြမယ်တဲနှစ်ကွက်နဲ့ share ဆောမယ်ဗျမနေ့မှာပုံမှန်ပဲကစားရတယ်မနေ့မှာပေါ်ပြီဆိုရင်ညနေမှာကျွန်တော်တို့ပေါ်တဲ့ငွေနဲ့တဲနှစ်ကွက်ဆောမယ်ဟုတ်ပြီလားကိုလက်